皆さんこんにちは。今日は私の一緒に日本語を勉強しましょう。အခုလည်းအကြမ်းတင်ကစားရပါတော့ခမို့မြင်တာနဲ့私တို့စနေမှာဘယ်လိုသိရမလဲဆိုတော့ရှီရွဲ့နိုင်ရှီရနိုင်ကပြလာတယ်ရှီရနိုင်လာပေါ့နော်ရဲလိုက်ပြောင်းတာပေါ့နော်အတိပ္ပယ်ကမတိဘူးဖြစ်ကောက်ဖြစ်နိုင်တဲ့ကိုယ့်ရဲ့ထင်မြင်ချက်နေရာမှာသုံးတယ်ပေါ့နော်ကဲစမယ်နော်一级班ခေရောအမယ်ခမိုနဲ့ဒီနေ့မိုးရမလားမသိဘူးနော်နိပန်အာနိုဟီတိုနီယိုဂျေကမိုနဲ့အဲ့ဒီလူကဂျပန်လူမျိုးလားမသိဘူးနော်စမ်ပန်ချော့တိုနဲစုကအာလုခမိုအဖျားနဲ့ရှိနေတာမသိဘူးတဲ့ယွန်ပန်မိုးရှူတန်းနိုင်ခမိုနဲ့နောက်ဆုံးရထားမရှိတော့ဘူးနော်တဲ့ကော့ဘန်ဆိုရက်တိုခိုင်တိုမခုအခုခမိုအဲ့ဒါလည်းအစဉ်ပြေတောင်းလောက်နေတယ်နော်တဲ့အခုလေးလိုက်ခဲ့တဲ့သင်ခန်းစာပေါ့နော်ခမိုဆိုတာကခမိုအမြင်တာနဲ့ဝါတာရှိလို့ဘယ်လိုသိရမလဲစိတ်ထဲမှာရှေ့ရနိုင်ကဘယ်လာလဲရှေ့ရနိုင်ရတာပေါ့နော်ရဲလိုက်ပြောင်းလာပေါ့နော်အသေးပဲကမတိဘူးဖြစ်ခောက်ဖြစ်နိုင်တယ်ကိုယ့်ရဲ့ထင်မြင်ချက်နေရာမှာတုံးတယ်ပေါ့နော်ဂျာခိုမတဲ့မာတာနဲ့